မင်္ဂလာပါရှင်မျက်မှောက်ကာလမှာဆိုလို့ရှိရင်ဒီသွေးရောဂါနဲ့သွေးကင်ဆာကိုအမျိုးမျိုးကုသနည်းတွေနဲ့ကုသနေကြပါတယ်အဲဒီကုသနည်းတွေထဲမှာရိုးရင်းချင်စီအစားထိုးကုသခြင်းဆိုတဲ့ bone marrow transplant အကြောင်းလေးကိုကျန်းမာရေးဝန်ထမ်းမဟုတ်တဲ့သူတွေအတွက်အနည်းငယ်ရှင်းပြချင်လို့ပါတယ်ရှင်ဆေးပညာအရဆိုရင်တော့အမျိုးမျိုးခေါ်ကြရပေါ့နော် hematopoietic stem cell transplant, stem cell transplant, bone marrow transplant နဲ့ marrow transplant ဆိုပြီးတော့အမျိုးမျိုးခေါ်ကြပါတယ်။ bone marrow ဆိုတာကတော့အားလုံးသိကြတဲ့အတိုင်းရိုးတွင်းချင်စီကိုဆိုလိုပါတယ်။ပထမဦးစွာအနေနဲ့ရှင်းပြချင်တာကတော့ stem cell ဆိုတာလေးကိုအနည်းငယ်ရှင်းပြချင်ပါတယ်။ဥပမာလူရယ်လို့မဖြစ်ခင်မှာဆိုလို့ရှိရင်တဒေသားအလောင်းလေးလိုပါပဲကျမတို့အားလုံးသိကြတယ်သွေးနီဦးသွေးဖြူဦးသွေးချက်ပြားတွေမဖြစ်ခင်မှာဆိုလို့ရှိရင်ပင်မအဆင့်လေးကို stem cell မြန်မာလိုဆိုလို့ရှိရင်ပင်မဆဲလေးလို့ခေါ်ကြပါတယ်ဒါကြောင့်မို့လို့ချင်စီအစားထိုးတာပင်မဆဲအစားထိုးတာအားလုံးတူတူပါပဲရှင်ရိုးတွင်းချင်စီအစားထိုးတယ်ဆိုတာကတခြားသောကိုယ်တွင်းအင်္ဂါအစားထိုးသလိုမျိုးမဟုတ်ပါဘူးရိုးတွင်းချင်စီကယ်ဆယ်တာ bone marrow rescue လုပ်တာဆိုပြီးတော့ကျမတို့ဆေးပညာမှာတင်စားလေးရှိပါတယ်ရှင်ရိုးတွင်းချင်စီအစားထိုးကုသခြင်းမှာဆိုလို့ရှိရင်အစားထိုးနည်း၃နည်းရှိတယ်ပေါ့နော်ပထမနည်းအကြောင်းကိုယနေ့ဗီဒီယိုလေးမှာအနည်းငယ်ရှင်းပြချင်လို့ပါတယ်ဆေးပညာအရဆိုလို့ရှိရင် autologous hematopoietic stem cell transplant လို့ခေါ်ပြီးတော့လူနာကမိမိကိုယ်တိုင်ကနေပြီးတော့ချင်စီကိုယူပြီးတော့အစားထိုးတဲ့နည်းလမ်းပဲဖြစ်ပါတယ်။အစားထိုးကုသမဲ့လူနာဆိုလို့ရှိရင်ရှေးဥစွာအနေနဲ့ကိုယ်တွင်းအင်္ဂါအားလုံးကိုစစ်ဆေးရမယ်။အားလုံးစစ်ဆေးမှုအောင်မြင်ပြီဆိုလို့ရှိရင်ဒုတိယအနေနဲ့ကျမတို့ကလူနာကိုပင်မဆဲများများထွက်စီမဲ့ဆေးတွေကိုထိုးပါတယ်။သူ့သက်မှတ်ရက်အတိုင်းထိုးပြီးပြီဆိုလို့ရှိရင်လူနာရဲ့ဗဟိုသွေးပြန်ကြောထည့်ထားတဲ့လယ်ပင်ပိုက်ကနေတစ်ဆင့် intrinsic set လို့ခေါ်တဲ့သွေးခွဲစက်ကိုအသုံးပြုပြီးတော့လိုအပ်တဲ့ပင်မဆဲလေးကိုထုတ်ယူမယ်။ကြံသွေးဆဲအမျိုးအစားတွေကိုလူနာထဲကိုအဲ့ဒီစက်နဲ့ပဲအော်တိုပြန်သွင်းပေးပါမယ်။ထုတ်ယူထားတဲ့ပင်မဆဲတွေကိုဆေးပညာနည်းလမ်းအတိုင်းစနစ်တကျသိမ်းဆည်းထားတယ်။လိုအပ်တဲ့ပမာဏကိုရပြီဆိုလို့ရှိရင်လူနာရဲ့ရိုးတွင်းချင်စီထဲမှာရှိတဲ့ကင်ဆာဆဲတွေအပါအဝင်ဆဲအားလုံးကိုခီမိုဆေးတွေပေးပြီးတော့ပြောင်းရှင်းသွားအောင်လုပ်ရပါမယ်။ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်အပင်အသစ်လေးအောင်မြင်စွာပေါက်ဖွားရှင်သန်ဖို့အတွက်ပိုးသက်ဆေးတွေသုံးပြီးတော့ပေါင်းတွင်ရှင်းပြလိုက်သလိုပါပဲ။အဲ့ဒီချိန်ကစပြီးသွေးရောဂါပါရဂူရဲ့ညွှန်ကြားချက်လိုအပ်ချက်တွေအရာချင်စီအစားထိုးကုသမဲ့လူနာတွေကဆိုလို့ရှိရင်အထူးသတ်မှတ်ထားတဲ့အခန်းတွင်းတိုင်းမှာသာနေထိုင်ရမယ်။သတ်မှတ်ချိန်ရောက်ပြီဆိုလို့ရှိရင်သိမ်းဆည်းထားတဲ့ဒီပင်မဆဲလေးတွေကိုသွေးသွင်းတကယ်တော့ပြန်လည်သွင်းမှာပဲဖြစ်ပါတယ်။အဲ့ဒီရက်ကနေစပြီးတော့သွေးဆဲလေးတွေကိုစတင်အောင်မြင်စွာအလုံးလုံးချိန်ထိလူနာမိမိရဲ့စိတ်အနည်းအထိုင်အစားအသောက်ကိုဆရာဝန်သူနာပြုတွေရဲ့ညွှန်ကြားချက်အတိုင်းတိကျစွာလိုက်နာမယ်ဆိုပါကရိုးတွင်းချင်စီအစားထိုးကုသခြင်းအောင်မြင်ဖို့အတွက်ဒီအထောက်အကူပြုမဲ့လှေကားတစ်လေးတစ်ထစ်ပဲဖြစ်ပါတယ်ရှင်။